tu ya bukan lo. Dapat sama wama thau bi lo di si ko kan di no. Now tu ma jaro tu jwa le ta phok khan le atwat di kanနေတဲ့လက်ကလေးတွေကိုကြွပြီးတော့ဒီလိုလေးပေါ့လှဲပြီးတော့အောက်ဘက်ကိုလှဲပြီးတော့ဒါကျိုးလေးကိုပိတ်လိုက်တဲ့ပုံเนาะအတန်ကိုပိတ်လိုက်တာပထမထောင်မှာ1 2မှာလည်းကြာကြာပိတ်ပြီးလိုက်အဲ့ဒါပါပဲเนาะ1 2 3 4ဒါပေါ့1 2 3 4အဲ့လိုမျိုး1 2 3 4 1 2 3 4အဲ့ဒါပါပဲเนาะအဲ့ဒါကိုအနှီးလေးနဲ့တီးပြမယ်ပြီးရင်အမြန်တစ်ချက်ပြန်တီးပြမယ်เนาะစားလိုက်ရအောင်အဲ့ဒါကိုအမြန်နဲ့တခါထပ်တီးမယ်ပေါ့နော်ကဲအမြန်နဲ့ထပ်တီးကြည့်မယ်2 3 4ကဲအဲ့ဒါကိုကျွန်တော်ကတခါငယ်ဟိုကရှည်လေးတခါပြန်တီးပြမယ်နော်ရှည်လေးပြန်တီးပြမယ်အဲ့ဒါပြီးရင်တော့နောက်ပိုင်းမှာကျွန်တော်ဒီလိုက်ပြီးတီးလို့ရအောင်နော် force style လေးကိုလိုက်တီးလို့ရအောင်အနောက်မှာတခါဒီအတန်နဲ့ drum နဲ့နော်အရှည်ကြီးထည့်ပြီးထားမယ်နော်โอเคအခုဒါအမြန်တီးရဲ့ကောင်တန်ဖိုး60နဲ့ပေါ့နော်နည်းနည်းရှည်လေးကျွန်တော်ပေးထားတယ်ပြီးရင်တော့နောက်မှာတကယ်ကြီးလို့ဒါဒီအတိုင်းပဲလိုက်ပြီးတော့တီးကြည့်လိုက်ပါနော်လေးချင်းကြည့်လိုက်ပါအဲ့ဒါပါနော်နောက်ကြတော့သူကဘယ်လိုဖြစ်သွားလဲဆိုတော့နောက်ကိုမြန်လာတဲ့ခါကျတော့ဒါအနှေးပြတဲ့အတွက်တကယ်ကျွန်တော်သိသဘောမပေါက်ဘူးဖြစ်သွားတာပေါ့နော်နောက်ကိုအမြန်တီးတက်သွားတဲ့ခါကျရင်သူအတန်ကဒါစတိုင်လေးတွေဒါတချင်းတွေမှာတော်တော်များများမှာနောက်တွေ့လာမှာပါအမြန်တီးတဲ့ခါကျတော့ကျွန်တော်မြန်သွားတာပေါ့နော်1 2 3 4အဲ့လိုမျိုးအမြန်တီးတဲ့ခါကျတော့အဲ့လိုအတန်ထွက်တာပေါ့နော်ခုနနှင်းတီးတော့ဒါရုပ်လုံးမပေါ်ဘူးပေါ့နော်ဘယ်တချင်းကိုဘယ်မှာတီးရမှမသိဘူးဖြစ်ပေါ့ဒီလိုမျိုးလေးမြန်လေးတီးရင်တော့အဲ့လိုမျိုးနဲ့ဆိုင်တဲ့ဒီလို style လေးနဲ့ဆိုင်တဲ့တချင်းလေးရာကိုယ့်ဘက်ကိုပေါ်လာတာပေါ့နော်အဲ့လိုမျိုးပါအဲ့လိုမျိုးပါပဲเนาะပထမဦးဆုံးနေတော့အနှေးလေးပဲလေ့ကျင့်မှာဘာလို့ဆိုတော့လက်မြန်တဲ့သူတွေအတွက်ရည်ရွယ်ထားတာမဟုတ်ပါဘူးခုမှစလေးလာနေတဲ့သူတွေအတွက်ပဲကျွန်တော်ရည်ရွယ်ပြီးတော့တင်ထားတာမို့လို့အနှေးလေးနဲ့ပဲเนาะစိတ်ရှိနဲ့ပဲနားထောင်ပြီးတော့လိုက်ကျင့်ပြီးတီးကြပါလို့เนาะကျေးဇူးပါပဲခင်ဗျာတော့ကင်ပြီးတော့တီးညာခုစီဖြစ်သွားပါပြီเนาะ